Tesla လုပ်ငန်းအတွက်အချိန်ပိုပေးသွားမည်ဟု Elon Musk ပြောကြောင်း Elon Musk ဟာသူ့ရဲ့လျှက်စစ်ကားကုမ္ပဏီဖြစ်တဲ့ Tesla ရဲ့အမြတ်ငွေအများပြားကျဆင်းသွားတဲ့အချိန်မှာအစိုးရကကုန်ကျစရိတ်တွေလျှော့ချဖို့လှုံ့ဆော်နေတာကိုလျှော့ချသွားပြီးကုမ္ပဏီကိုဦးစီးဖို့အချိန်ပိုပေးသွားမယ့်အကြောင်း AP သတင်းမှာဖော်ပြထားပါတယ်အစိုးရစွမ်းဆောင်ရည်ဌာန DOGE အခြေတကျဖြစ်ဖို့အဓိကအရေးကြီးတာတွေလုပ်ပြီးသွားပြီးမို့မေလကစတင်ပြီး Tesla အတွက်အချိန်ပိုပေးသွားမှာဖြစ်တယ်လို့အစိုးရကိစ္စအတွက်တော့တပတ်ကိုတရက်2ရက်လောက်ပဲအချိန်ပေးသွားဖို့မျှော်လင့်ထားကြောင်းအစည်းအဝေးဖုန်းခေါ်ဆိုမှုတစ်ခုမှာ Musk ကပြောကြားသွားခဲ့တာပါ။ Musk အလောက်ကန်ရှော့ချရေးအဖွဲ့ဖြစ်တဲ့ DOGE ကြောင့်နိုင်ငံအတွင်းတဘောသားကွဲလွဲမှုဖြစ်ပေါ်လာခဲ့ပြီးဆန္ဒပြမှုတွေကြုံနေရတာမို့ Tesla အနေနဲ့လျှက်စစ်ကားတွေရောင်းချရမှာအခက်ကြုံခဲ့ရတာဖြစ်ပါတယ်။ကုမ္ပဏီကသူ့ရဲ့အယောင်ရဆုံးကားဖြစ်တဲ့ Model Y ရဲ့ပိုဈေးသက်သာတဲ့ပုံစံကိုဒီနှစ်ရဲ့ပထမနှစ်ဝက်အတွင်းမိတ်ဆက်ပေးဖို့မျှော်လင့်ထားကြောင်းအတည်ပြုပြောကြားခဲ့ပါတယ်။လာမယ့်ဂျွန်လမှာမောင်းသူမဲ့ဆက်ရောက်တက္ကစီကို Austin မှာစတင်မိတ်ဆက်ပေးမှာဖြစ်ပြီးနောက်နှစ်မှာဒီလိုဆက်ရောက်တက္ကစီတွေအများပြားရှိလာဖို့လည်းမျှော်လင့်ထားတာဖြစ်ပါတယ်။တစ်ဖက်မှာလည်း Tesla ကုမ္ပဏီအနေနဲ့နည်းပညာမြင့် model အသစ်တွေမိတ်ဆက်လာတဲ့ပြိုင်ဘက်တွေကြောင့်စိန်ခေါ်မှုတွေရှိနေတာဖြစ်ပါတယ်။ကုမ္ပဏီရဲ့3လပတ်အမြတ်ငွေကဒေါ်လာ1.39ဘီလီယံကနေဒေါ်လာ409သန်းအထိကျဆင်းသွားတယ်လို့ Tesla ကထုတ်ပြန်ခဲ့ပါတယ်။ Tesla အနေနဲ့ Trump အစိုးရနဲ့တရုတ်ရဲ့အခွန်တွေကြောင့်အနေနဲ့များထိခိုက်မှုတွေရှိနေတာလည်းဖြစ်ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။